စိတ်ပေါင်းတော့ငါတိုင်းမဲ့ရိုးကြည့်တယ်စိတ်သားကြောက်ကလည်း6ပြီပြင်မလားချက်မလားအေးအဲ့ဆိုစိတ်သားကြောက်ကိုမပြီးချက်ဆက်ဆက်လေးချက်မလားဒီသားလေးကြီးလည်းစားနေတယ်ဟိုလက်ဖက်ရလည်းစားပြီးဟုတ်63 64 16 19မှတ်နေလားကိုနော် ဒါလေးကတော့လွန်ခဲ့တဲ့2ရက်တုန်းကစိတ်သားကြောက်လုပ်ဖို့အတွက်စိတ်သားမြင်းလေးတွေလုပ်နေတာပါစိတ်သားတွေကိုစားစနွင်းစီအနှဲငယ်လေးနဲ့ဂျင်းကျက်သွန်ပြူထောင်းရှောက်ရည်တို့ညှစ်ပြီးတော့တေချာလေးအရသာဝင်သွားအောင်နေပေးလိုက်ပါတယ်စီအနှဲငယ်ထဲကလေးကတော့ရင်မနာအောင်လို့ပါမမအေးစိတ်သားကြောက်ကလည်း6ပြီပြင်မလားချက်မလားအေးအဲ့ဆိုစိတ်သားကြောက်ကိုမပြီးချက်ဆက်ဆက်လေးချက်မလားအေးကောင်းတယ်တို့စရာနဲ့လည်းတို့လို့ရအောင်လို့လေကောင်းတယ်အဲ့လိုချက်လိုက်ဒါတော့ဒီအဖေတို့စီကဟိုနွယ်မြင်းခွာလို့ခေါ်တာပေါ့အဖေတို့စီကတော့ဒီနွယ်မြင်းခွာအပေါ်ဆုံးပဲသူကအစိမ့်လိုက်တို့အစားလဲကောင်းတယ်တုတ်အစားလဲကောင်းတယ်ဘာသောမှမနာဘူးနောက်ပြီးတချို့ကကြတော့လေအချောက်လန့်ပြီးတော့ကြတော့လေရင်သွေးချမ်းနဲ့ဟိုလက်ဖက်ချောက်ဖြစ်နေဟိုတောက်ကြတယ်စီးလဲကောင်းတယ်သူကမျက်စိလဲကြည့်တယ် ဒီမြင်းခွာရက်ကလည်းလေးကြပေါက်တာပဲစိုက်เสียမလို့ဟုတ်တယ်မြင်းခွာလောက်ဆိုရလောက်ပါပြီသွားအောင်တို့နှမ်းမြင်ပေါက်ကလေးတွေလည်းသွားကြည့်အောင်မှာ ဟောအေးပါလဲမနေပေါက်ကပေါက်တယ်ဟာအချမနေရတာထူတယ်ချိုးကလည်းပါလို့ အစင်ပြေပါလေတော့ဒါဆိုတခင်းပြတခင်းကြည့်ရတာကျုပ်ကခြေထောက်တွေညောင်းမတော့ ဟာနေရလဲတောင်းများတော့ဒီလိုပဲလေကြက်ပြင်ပြည့်ထားလို့မရပါနဲ့အပင်နေစုံလားပိုးကြသလားစစ်ပတ်ဖို့လိုသလားအကုန်လုံးလိုက်ကြည့်ရတာပဲလေ ဟုတ်ကတော့ဟုတ်ပါတယ်ညောင်းတာတော့ညောင်းတယ်ပြောရမှာပဲ ဟာနေအခုမှအသက်63 60လေးလောက်ရှိသေးတာဟဲ့မညောင်းပါနဲ့ဦး 63 64 16 19မှတ်နေလားကိုနော်ကြွက်သားတွေနားပြီးတော့နားလိုက်အောင်မှာ ဩအေးနာနင်းကြီးတော်လားဟာတကယ်ကိုတော်ချက်ပဲ ဟာတွေးပေါက်ပြန်ပြီတော့ ဟောဒီမှာလေနင်းရာခင်းနဲ့ရှောင်းရင်ကြက်သားတွေနာကျင်ကြိုက်ခဲဒီမှာလိမ့်မို့တဲ့ဒီမှာခိုးချက်ထည့်ပေးလိုက်တယ်ဗျာ ကိုသမီးတွေပို့ဦးလားတော့ကျုပ်ကအလက်ကြီးရှိပါသေးတယ်ဆေးဆောင်စရာမလိုပါဘူးနောက်ပြီးကျုပ်ကလိမ့်စိမ့်ကိုလည်းလိမ့်စိမ့်နဲ့ဆွဲတာတို့အင်ကြီးတွေစွန်းတာတို့မကြိုက်ဘူး အောင်မဲကခိုးချက်ပါဟာဟိုဆေးရရဲပုံစံလေးခိုးချက်ကလေနည်းနည်းအကြိုက်ပဲဆေးနာလည်းမပြင်းဘူးဆေးနာလည်းမစွဲဘူးရိုးစစ်တွေနာကျင်ကြိုက်ခဲရင်လေဒီခိုးချက်လေးကိုလေနည်းနည်းလေးလိမ့်လိုက်ဟောခဏနေရင်တက်သားသွားရောဗျာရောလိမ့်လိုက် ဆေးဘူးကတော့ဘိုးဆန်ဆန်လေးပါရောနော်အမေဟုတ်ပါရောဆေးနံလည်းမပြင်းဘူးဒါကိုင်းထောင်းလိမ့်ချင်းပူနွေးနွေးလေးနဲ့ပြီးတော့အေးသွားတာတော့ ကောင်းပါလေလို့ပြောတာနေရမှာမယုံမဲနဲ့တော့ ကိုးကျဲလိန်စေးကိုတော့အစွမ်းထက်တဘာဝဆေးဘက်ဝင်အပင်ရရတဲ့တက်တမျိုးနဲ့သိပ္ပံနီးကျပေါင်းဆက်ထုတ်လုပ်ထားတာကြောင့်အကျော်လွဲတာခါမြက်တာနဲ့အုံလွဲတာလက်ပြေငုပ်တာစတဲ့အာယုံကြောရောင်ရမ်းလို့ဖြစ်တဲ့နာကျင်ကြက်ခဲခြင်းတွေအတွက်စိတ်ချယုံကြည်စွာသုံးလို့ရတဲ့အပြင်စီးကျူဝေဒနာကြောင့်ခြေလက်တွေထုံကျင်တဲ့နေရာကိုလည်းတစ်နေ့ကို2ကြိမ်ကနေ3ကြိမ်ဆရာဝန်ညွှန်ကြားချက်အတိုင်းလိမ့်လို့ရပါတယ်စိတ်သားကြောက်ချက်ကိုတော့ခရမ်းညင်သည့်ကျက်သွန်ဖြူနေငပိငရုတ်သီးစီစားစနင်းတို့ထည့်ပြီးတော့ရိုးရိုးရှင်းရှင်းလေးပဲချက်လိုက်ပါမယ်ဆရာတို့စီမှာတော့လေစိတ်သားတပိတ်တာကိုသူက3200နဲ့စိတ်သားတစ်ခါဝယ်ထားပြီးလို့ရှိရင်အခုလိုမျိုးညင်းပြီးတော့6သွားရင်အခုလိုလေးချက်စားတယ်กินစားတယ်စိတ်သားကြောက်ချက်တာကလေတစ်ခုချင်းစီတက်ပြီးမှချက်ရင်လည်းရပါတယ်ရတော့တို့ကကြတော့အခုလိုတစ်ခါတည်းလေးရောထည့်ပြီးတော့အခုလိုလုံးပြီးတော့ချက်တာကိုပို့ပြီးတော့ကြိုက်လို့ဒီလိုလေးချက်တာပေါ့နော်ဒီလိုနေထားလေးရပြီဆိုရင်တော့စိတ်သားနူးအောင်ရေးထည့်လို့ရပါပြီအမမီနဲ့ကလေးကိုးချယ်လေးလိမ့်တတ်တာအမေကြွတ်သားနာတာတန့်တက်တာလေတော့ဘူးလောက်ရှိတဲ့ရင်ရီးပေးကြိုက်ပါဦး ရှိတယ်ပဲဟာမှာ9ခုတောင်ပါပဲရက်လေးပဲအေးအဲ့ဒါကြောင့်ပြောတာပေါ့ငါကောင်းပါလေဆိုတာနေကယုံမယုံမဲနဲ့စိတ်သားကြောက်ချက်ကလေးနဲ့ထမင်းစားလိုက်ပါဦးမယ်အားလုံးလည်းထမင်းစားကိုဖိတ်တော့ပါတယ်နော် စိတ်သားကြောက်ချက်လေး
တက်ချောက်ချက်ကလေးကောင်းဘူးလားတော့နူးရလဲနူးတွေရုပ်တိလျက်လဲစက်တော့မြင်းခွက်ကလေးနဲ့တို့စားကြိုက်ပဲအမချက်တာဖြစ်တာမျိုးပြီလားဒီအများကြီးထည့်တာနှစ်ခါထည့်တာဆွဲစရာကမလို့တော့ ဒီအသားလေးကြီးလည်းစားနေတယ်ဟိုမြက်ခွာရလည်းစားပြီးတော့မြက်ခွာကမျက်စိလည်းကြည့်တယ်ကြားမိုင်လည်းကောင်းတယ်ငါတို့က ဒါဆိုတော့ဆက်ပြီးတော့စားလိုက်ပါအောင်မယ်နော်အခုလိုမျိုးပဲနောက်ထပ်လာမယ်ဒီလိုအညာဒေတာနဲ့ပတ်သက်တဲ့အညာဆက်ဆက်လေးနဲ့ပတ်သက်တဲ့ဘလိုလေးတွေကိုလည်းဆက်လက်ပြီးတော့စောင့်ကြည့်အားပေးကြပါအောင်နော်အားလုံးပဲတတာ